ကျူးကိုရေးဆေးပါမယ်ဒီလို ရေပဲထည့်ပါမယ်ဒီလိုရုပ်သီးစိမ့်ထည့်ပါမယ်စမစားနဲ့တော့ရှော့ထည့်ပါနော်ဒီတော့စားလက်ထည့်ဒါကိုအရင်ထောင်းပါမယ်ဒီပဲနဲ့ရုပ်သီးဒီလိုညက်သွားပြီဆိုရင်ကျူးထည့်ပါမယ်ဒီစီထားတဲ့ကျူးတွေထည့်ပါမယ်ထည့်ပါမယ်ချိုမုန်းထည့်ပါမယ်ထောင်းတဲ့အခါမှာလေဒီလိုမြေပဲနဲ့ကျူးလို့တစ်ခါတည်းဒီလိုနည်းနည်းလေးမွေပြီးတော့ထောင်းပြရမယ်မညက်သေးပါဘူးထောင်းလို့ဒီနေထားဆိုရပါပြီအရသာမြည်ကြည့်ပါနော်ဟိုစိတ်ကြိတ်နည်းနည်းလေးပေါ်နေဆန်းလေးထည့်လိုက်ထောင်းရပြီဆိုတော့ခူးတော့မယ်နော်အခုကျွန်တော်နေတဲ့နေရာမှာတော့မွန်ကြီးနေပေါ့နော်ကျူး30တန်းကို800ပါရှမ်းပြည်မှာဆိုတော့အဲ့လိုမရှိဘူးနော်ဒီမှာကျတော့စီးနေကြည့်ရတယ်တံပြားတီးဆမ်းမယ်ပေါ့နော်
ဒီထောင်းထဲအချင်းမကြိုက်လို့ရှင်လည်းမဆမ်းပဲလဲရတယ်ဒါပေမဲ့တမ်းရဒီနေ့ဆမ်းပို့ပြီးတော့စားလို့ခေါင်းပြီးတော့စီစိမ်းဆမ်းလို့လည်းရပါတယ်မကြိုက်ရင်လည်းစီမကြိုက်ရင်လည်းဒီတိုင်းဒါစားလို့ရပါပြီချူထောင်းမှာတနုစားပါနော်ဘုံလို့ရှမ်းပြည်တောင်ပိုင်းတနုရဲ့ကျိုးရအစားစားပါချူထောင်းသမင်းမိန်ပါတယ်